အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီနေ့လူကြီးမင်းတို့ကိုမိတ်ဆက်ပေးမယ့်အိမ်လေးကတော့ကျွန်တော်နေပြီးတော့ပုပ္ပတီမျိုးမင်္ဂလာဒီပရက်ကွက်ချိန်လမ်းမပေါ်မှာရှိတဲ့အိမ်လေးလုံးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါခင်ဗျကျွန်တော်ဒီချိန်လမ်းမဆိုလို့ရှိရင် AR လမ်းမနဲ့စစ်တောင်းလမ်းမကြားမှာတည်ရှိရဖြစ်ပြီးတော့မျက်နှာမဲ့လမ်းတွေအားလုံးနဲ့ချိတ်ဆက်ပေးထားတဲ့လမ်းလေးနဲ့ဖြစ်ပါခင်ဗျကျွန်တော်နေပြီးတော့ရဲ့တခုရီသောကားစနာရုံနဲ့နီးမယ်ပြင်ဒီအိမ်လေးကဈေးနီးမယ်ဈေးဆိုင်တော်တော်များများနီးရဖြစ်တဲ့အတွက်ကျွန်တော်လိုချင်တာဝယ်လို့ရမှာဗျမိန်းလမ်းမဖြစ်တဲ့အတွက်အားသာချက်ကကျွန်တော်တို့ဒီအိမ်လေးမှာစီဝါရေးပဲတစ်ခုလုံးမလားဒါမှမဟုတ်ဈေးဆိုင်လေးပဲဖွင့်မလားအဆင်ပြေတယ်ခင်ဗျရေကျပေ40-60တောင်ဘက်လက်လေးဆောက်လုပ်ထားဖြစ်ပြီးတော့ကျွန်တော်ဒီအိမ်လေးရဲ့ပိုင်ဆိုင်မှုက230ဂရမ်မျိုးစားဖြစ်ပါတယ်ခင်ဗျ။ရောင်းစည်းလေးကလည်း7,460ညှိနှိုင်းစည်းလေးနဲ့ရောင်းချသွားမှာဖြစ်ပါတယ်ခင်ဗျ။ကျွန်တော်ဒီမှာဆိုလို့ရှိရင် ground tank ရေမော်တာလေးတွေ့ရမှာဖြစ်ပါတယ်ခင်ဗျ။အဲဒါဆိုကျွန်တော်တို့အိမ်လေးကိုဆက်ကြည့်လိုက်အောင်ဗျ။ကျွန်တော်ဒီမှာဆိုလို့ရှိရင်ခြေလုံးစကားလေးတက်ပြီးသားဖြစ်ပါတယ်ဗျ။အိမ်လေးရောက်တာနဲ့ပထမဆုံးမြင်အောင်ကျွန်တော်တို့အဲကန်းကြိတ်ဖြစ်ပါတယ်ခင်ဗျ။အဲကန်းတော်တော်လေးကျယ်တယ်ဒီမှာဆိုလို့ရှိရင်လိုက်ကားလေးအပြည့်ပါတယ်အဲကွန်လည်းပါမယ်ဗျ။ကြိုင်ကင်းတစ်ခုလုံးကိုကျွန်တော်ကျွန်းပါကေအပြည့်ခင်းပေးတာဖြစ်ပါတယ်ဗျ။အဲ height ကလေးလည်းမြင်တယ်စီဒီဇိုင်းတွေရိုးရှင်းရှင်းလေးနဲ့တေချာလေးပုံဖော်တာဖြစ်ပါတယ်ခင်ဗျ။ဒါဆိုတော့ကျွန်တော်မီဇိုင်းလေးလည်းပါမယ်ဖြစ်ပါတယ်ဒီဘက်ချမ်းမှာဆိုလို့ရှိရင်လည်းလိုက်ကားပြည့်နဲ့အဲကွန်ပါမှာဖြစ်ပါတယ်ဗျကျွန်တော်ဒီ6လမ်းရဲ့ညာဘက်ခန်းလေးကကျွန်တော်စာကြည့်ခန်းလေးဖြစ်ပါတယ်ဗျဒီခန်းလေးကတော့မာစတာဘာရုံခန်းလေးဖြစ်ပါတယ်ကျွန်းပါကေပြင်ခင်းမိထားတယ်ဝေါ်လန်လိုက်ကပါမယ်ဗျဟိုက်ကလေးလည်းမြင်တယ်အဲကွန်လေးလည်းပါမယ်ဗျကျွန်တော်ဒါကတော့ဘန်ဒူစီဖြစ်ပါတယ်တို့ဘန်ဒူစီကိုအောက်မှာကြောက်ပြခင်းမိထားပြီးတော့ဘေးဘက်လေးကိုကျွေပြတက်ဆင်မိတာဖြစ်ပါတယ်ဗျကြည့်မယ်ဘေးစင်ပိုးထိုင်ပါမယ်ဗျတော့ဒီခန်းလေးလည်းမာစတာဘာရုံခန်းလေးပဲဖြစ်ပါတယ်ဗျအခန်းလေးကျယ်တယ်လိုက်ကားလေးပါမယ်ကျွန်တော်ဝေါ်လန်လည်းပါမယ်ဖြစ်ပါတယ်ဗျအခန်းတိုင်းကိုမာစတာဘာရုံခန်းတွေကိုအဲကွန်တက်ဆင်ပေးတာဖြစ်ပါတယ်ဗျကျွန်တော်ဘန်ဒူစီခန်းလေးတစ်ချက်ကြည့်လိုက်အောင်ဗျဘန်ဒူစီခန်းကတော့ဒီခန်းလေးကပိုပြီးကျယ်မယ်အောက်ကကြောက်ပြပတ်လေးကိုကျွေပြတက်ဆင်ပေးတာဖြစ်ပါတယ်ဗျပိုးထိုင်စတန်ရှာဝါဘေးစင်ကြည့်မယ်စုံစုံလင်းလေးပါဗျကျွန်တော်ဒီနောက်ဆုံးခန်းလေးကတော့ dining kitchen ခန်းလေးဖြစ်ပါတယ်ဗျ dining kitchen ခန်းလေးကဟန်ကျဲဝုံလေးရှိဗျအောက်မှာဆိုလည်းကြောက်ပြပြည့်ခင်းမိတာဖြစ်ပါတယ်ဗျဒါဆိုလို့ရှိရင်ရသုံးရေချိုးခန်းအင်းသားလေးပါမယ်ဗျဗီဒီယိုလေးကိုစုံနေကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးများတင်ပါတယ်ဗျဒီရင်လေးကိုစိတ်ဝင်စားလို့ဆက်သွယ်ဝယ်ရင်းနေဆိုရင်ကျွန်တော်တွင်ရဲ့ဖုန်းနံပါတ်တွေဖြစ်တဲ့3994403939 3မို့3995118833လို့ဆက်သွယ်ဝယ်နိုင်ပါတယ်ခင်ဗျအားလုံးကျေးဇူးများတင်ပါတယ်နောက်ပြီးတော့ပြန်လည်ဆုံတွေ့ပါဦးမယ်ဗျ